ဒါလေးပေါ့နော်ဒီမှာဒါအခုအန်နာပစ္စည်းလာပို့တဲ့နေရာလေးပါဒါကတော့လက်သမားတွေနေတဲ့နေရာပေါ့နော်တို့ကဒီလိုနွားတွေဒီအကောင်ပလောင်တွေကိုနေပါတယ်ဟိုဘက်မှာနွားတွေရှိတယ်ပြီးဒီမှာဆိုလို့ရှိရင်လည်းအောက်မှာမြေအောက်ခန်းလည်းရှိပါတယ်ဒီမှာဒါကတော့သူတို့ရဲ့ခီးသွားရင်တော့ကားပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းဒီမှာနွားလေးတွေချစ်စရာလေး You're welcome. Okay. ဒီမှာအင်ရှင်ကပြောတာသူ့နားကိုရမကတ်နဲ့တဲ့သူကကန်တက်တယ်တဲ့အဲ့ရသမီးလေးတွေကိုပြချင်လို့ရိုက်ပြတာလေဟိုဘက်မှာဆိုလို့ရှင်လေသူတို့ကအဲ့လိုလေနွားတွေပါတယ်မွေးတယ်ဆိုရင်သူ့ရဲ့ဝင်းထဲမှာအဲ့လိုရေကန်တကန်အဲ့လိုမျိုးထားပေးတာပေါ့နော်။ဘာကြည့်ချစ်စရာလေးနွားလေးကတော့မှအညိုရောင်လေးနဲ့ခေါင်းကလေးကအဖြူလေးနဲ့ပါ။โอเคဒါကတော့ USA ရဲ့လယ်တွေပေါ့နော်။ Was there more? Because I'm missing some things. အော်ပေါ့နော်သူတို့ရဲ့လမ်းလေးကိုကြည့်လိုက်နော်ဒီမှာကြည့်အဲ့ဒါကြောက်စရစ်လမ်းလေးတွေပေါ့နော်ဒါသူတို့အပြင်လမ်းမကြီးကနေပြီးအထက်ဝင်မယ်ဆိုလို့ရှိရင်တော့တော်တော်လေးနည်းနည်းလေးဝင်ရပါတယ်သူကတော့တောက်ဆုံးအိမ်ဖြစ်ပါတယ်ဒီမှာနော်ဒါသူတို့ရဲ့ခြံလုပ်ငန်းလုပ်တဲ့သူတွေပေါ့နော်ဟိုးဖက်အချမ်းမှာလည်းရှိသေးတယ်တဲ့သူပြောတာနွားတွေအများကြီးပဲတဲ့အခုကသူတို့ဟိုဖက်ကိုထွက်သွားပြီတဲ့ဒီမှာတကောင်ပဲကြံတော့တာတဲ့ခုနကသူပြောတာလေโอเคသွားပါပြီနွားကလေးချစ်စရာလေးမကြည့်ပါဘူးသူတို့ဟိုပင်နေစိတ်ထားတာလေပါလေဆိုတော့ဒါကတော့လယ်သမားတွေနေတဲ့နေရာပါရှင်ဒီမှာဒါဆိုရင်လည်းလယ်ထုံပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့မှရောင်းတဲ့ဆိုင်ပေါ့နော်ဒီနားမှာဒါလည်းဆိုင်လေးပါတော့ဖွင့်ထားတဲ့ဆိုင်လေးပစ္စည်းတွေကတော့အစုံပဲသူတို့ဒါနမူနာချပြပေးတာပေါ့ပဲဒီဘက်ချမ်းမှာဒီမှာတော့ရေဒါကလေသူကနွားတွေတို့အဲ့လိုမျိုးစိတ်တွေတိုးတွေမွေးတဲ့နေရာဆိုရင်သူတို့ကအဲ့လိုမျိုးသူတို့ကိုပိုင်ချတစ်ချမ်းမှာရေကန်တကန်အဲ့လိုမျိုးထားပေးတယ်ပေါ့နော်ခုနကတော့ဟိုဘက်မှာကျတော့သူ့ရဲ့ပိုင်ရှင်ကတော့ခုနကအဲ့နာပစ္စည်းတော့ပို့တဲ့ပိုင်ရှင်ရဲ့ရေကန်ပေါ့နော်ဒီမှာတွေ့လိုက်တဲ့ရေကန်ကတော့ဒါနောက်ထပ်ပိုင်ရှင်တစ်ခုပါမနွားတွေကတော့အများကြီးပဲသူတို့ကခြံစည်းရိုးကိုဒီလိုမျိုးတွတ်နိုင်ကြိုးနဲ့ပေါ့နော်ဒီအဆူဆူတွေနဲ့ကာထားပါတယ်ဒီမှာနွားလေးတွေသူတို့ရဲ့နားမှာလေဒီမှာသူတို့နံပါတ်တွေရေးထားပါတယ်မှာနံပါတ်လေးတွေပေါ့နော်ဒါဘယ်နေ့ဘယ်နေ့မှာဘယ်လိုမျိုးလဲဆိုတာပေါ့နော်ဒီမှာကဲဒါကတော့ဒီဘက်ကကျတော့ဒါကတော့လေလုံးတဲ့လူတွေဟိုးဖက်အချမ်းမှာဆိုတွေ့တာမှအိမ်အကောင်းတွေလည်းရှိတယ်မှာအိမ်အကြီးကြီးတွေလည်းရှိတယ်ဖက်ချမ်းဒီကတော့ပြောမယ်ဆိုရင်ကွဲဘိုးဘွားပိုင်မြေတွေဖြစ်မှာပေါ့နော်ဒီမှာကဲအဲ့လိုလေးရှိပါတယ်ရှင်ဒါကတော့ American နိုင်ငံမှာသူတို့တွေဘယ်လိုမျိုးလဲဆိုတာလေးပေါ့နော်အဲ့နာတော့မြန်မာပြည်မှာတော့အဲ့နာမမြင်ဘူးဆိုတာမသိဘူးအဲ့တော့ငယ်သေးတယ်ဆိုတော့လေရွာဖက်တွေပါနွားဘယ်လိုမွေးလဲဆိုတော့တိတ်မသိဘူးပေါ့နော်အခုကတော့ဒါလမ်းမကြီးပေါ်ကိုရောက်သွားပါပြီဆိုတော့ဒါအဲ့နာနောက်ထပ်တအိမ်ကိုတော့ပို့မှာပေါ့နော်ပစ္စည်းကဲဒါလေးကတော့နောက်တအိမ်ပါဒီနေ့ကလေအဲ့နာပစ္စည်းပို့တဲ့နေရာတောထဲမှာဖြစ်နေတောဆိုတာလို့လဲတထေးတွေအိမ်တွေပေါ့ကွယ်ဒီမှာထင်းနေလဲတွေ့တာလှုပ်ထားတာအများကြီးပဲသူတို့တွေကဒီမှာဟိုကလေစောင်းနှင်းဘက်ဆိုရင်မီးစာလုံတာအဲ့လိုမျိုးမီးဖို့ထဲမှာသူတို့ထည့်ပြီးတော့မှလည်းမီးစာလုံတာပေါ့နော်။မကြည့်တောလေးကအုပ်လေးနဲ့လှတယ်တော့နေရာလေးကဟိုဘက်မှာတော့သူတို့အိမ်အစ်စ်ကြီးစောက်ထားတာနော်။အရှိလမ်းအောင်ပြန်ထွက်ပါမယ်ရှင်။ဟာလေသူတို့အဲ့လိုကြောက်စတဲ့လမ်းနေနဲ့ဝင်ရတာဆိုတော့အဲ့ဒါတော့မကြိုက်ဘူးဒီမှာလား။တော့ဒီလိုမှနွားတယ်မျောကြည့်ပဲကြည့်ဟိုဘက်ချမ်းမှာ။ကဲအဲ့ဒါတော့ရှေ့ကိုထွက်ပါမယ်ဗျ။ပြေးချင်းထွက်မယ်။ကားဘိန်းလေးနာတော့ပါအောင်မယ်။လုံးဝမကြိုက်ဘူးဒီအရသာ။လမ်းမကြီးကြတော့လေချော်မွတ်နေရပဲအိတ်ချင်စရာတော့ကောင်းသေးတယ်။တော်တော်များတာပဲဒီပိုင်ရှင်မှာနွားတယ်ကြည့်ပုံနေတာမဟုတ်ဘူးကြည့်။ကဲအဲ့ဒါလေးကိုပြပေးချင်လို့ဗီဒီယိုလေးရိုက်ပေးတာပါနော်။နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်ရှင်။ Bye bye